ဒီနေ့ဗီဒီယိုမှာတော့ F4 function ကိုဝရိန်ဆိုတဲ့အခါမှာဘယ်လိုချိန်ညှိပေးရမလဲဆိုတာကိုကျွန်တော်ရှင်းပြပေးသွားမှာပါ F4 function ဆိုတာကဘာအတွက်သုံးတာလဲဆိုတာကိုသိထားဖို့လိုအပ်ပါတယ်ကျွန်တော်တို့ဝရိန်ဆိုတဲ့အခါမှာထွက်လာတဲ့ကားရန်ကို auto တိုးပေးတဲ့ function လို့လည်းပြောလို့ရတယ် error ထုတ်မကတ်အောင်ကျွန်တော်တို့ချိန်ညှိထားရမယ့် function တစ်ခုဆိုလည်းပြောလို့ရတယ်အဲ့ဒီ function ကဆိုလို့ရှိရင်ကျွန်တော်တို့ဝရိန်မရှင်းပေါ်မှာမူတည်ပြီးတော့သင်္ကေတလေးတွေကွဲပြားပါတယ်တချို့မရှင်းမှာဆိုလို့ရှိရင်3ညကနေ30ဆိုပြီးတော့ပြရတာရှိတယ်တချို့မရှင်းနေမှာဆိုလို့ရှိရင်3ညကနေ100ဆိုပြီးတော့ပြရတာရှိတယ်စော်မဲ့တန်များ1 milli 2 milli 3 milli အပါးတွေစော်မယ်ဝရိန်သားကလည်းလှပမှုကိုလိုချင်တယ်ဝရိန်စပတ်ကလည်းထွက်တာကိုမလိုချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့1ကနေစ30ထားရမှာဖြစ်ပါတယ်ဥပမာကျွန်တော်4 milli 5 milli တန်များတွေကိုစော်မယ်ဆိုလို့ရှိရင်30ကနေ maximum 60လောက်ဝန်းကျင်လောက်ချိန်ညှိထားရမှာဖြစ်ပါတယ်ကိုကတန်များအထူတွေစော်မယ်လုံးဝတန်ကြီးတက်နေတဲ့တန်များတွေကိုစော်မယ်ဆိုလို့ရှိရင်60ကနေ100ဝန်းကျင်လောက်ထိကိုကျွန်တော်တို့ချိန်ညှိထားရမှာဖြစ်ပါတယ်ဒါ F4 function ကိုချိန်ညှိရမယ့်သဘောတရားဖြစ်တယ်နော်အဲ့တော့ဝရိန် error ထုတ်ပေါ်မှာလည်းမူတည်ပါတယ်တချို့ကျွန်တော်တို့6013 error ထုတ်နဲ့ကျွန်တော်တို့ဆိုကြပါစို့ 2.6 ကိုသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့3ညကနေ30ကိုထားရပါမယ်နော်ပြီးတော့ကျွန်တော် median အနေနဲ့6018တို့မျိုးကျွန်တော်တို့သုံးမယ်ဆိုလို့ရှိရင်30ကနေကျွန်တော်တို့60ကိုထားရပါမယ် group တွေဆော်မယ်တန်ကြီးတက်တွေနဲ့တန်များတွေကိုဆော်မယ်ဝရိန်ပိုက်လိုင်းအထူတွေကိုဆော်မယ်ဆိုလို့ရှိရင်ဒီရက်ထုတ်ကလည်း6010လို့မျိုးသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့60ကနေ100ကြားကိုကျွန်တော်တို့ထားရမှာဖြစ်ပါတယ်ဒါက F4 function ကိုတည်တည်ကြကြ standard ကြကြချိန်ညှိရမယ်နည်းစနစ်တစ်ခုဖြစ်ပါတယ်ဒါကိုလည်းသိထားမှကျွန်တော်တို့ဝရိန်ဆော်တဲ့အခါမှာဝရိန်လက်ရာတွေကလည်းလှပမှာဖြစ်တယ်အဲ့တော့ဝရိန်နည်းပညာတွေကိုစနစ်တကျကျွမ်းကျင်ကျင်နဲ့ဆော်တတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ page ကို follow လုပ်တာပါကျွန်တော်မှာ YouTube channel မှာလည်း subscribe လုပ်တာပါ Facebook မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ် TikTok မှာလည်းကြည့်ရှုနိုင်ပါတယ်